ရန်ကုန်မြို့ကထင်ကရရွှေတကုံဈေးတော်မြတ်ကြီးထက်တောင်တက်တန်းပုံရင်တဲ့ဈေးတော်ကြီးတဆူအေယာဝတီတိုင်းဒေသကြီးရေလေကျွန်းပေါ်မှာလူသိနေပါစွာတိတ်ဆိတ်အေးချမ်းစွာတည်ရှိနေပါတယ်ဒီကနေ့မှာတော့ကျွန်တော်ဟာရှီအောင်သမိုင်းဝင်ဆန်တော်ရှင်ရွှေမောင်းတီးဈေးတော်မြတ်ကြီးကိုဖူးမြော်လေ့လာခွင့်ရခဲ့ပါတယ်တမိုင်းမှတ်တမ်းတွေအရဒီဈေးတော်မြတ်ကြီးဟာမြန်မာနိုင်ငံမှာဗုဒ္ဓသာသနာဒုတိယအကြိမ်မြောက်အခြေတည်ခဲ့တဲ့ဈေးတော်ကြီးလို့ဆိုရမယ်အလွန်တန်ဖိုးကြီးမားတဲ့သာသနာအမွေနှစ်တစ်ခုဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကတဖုဒ္ဒနဲ့ဗလိကကုံတယ်ညီနောင်တို့ကိုစံတော်မြတ်ပေးသနာခဲ့တဲ့တမိုင်းဝင်ရွှေကုံဈေးတော်မြတ်ကြီးနဲ့ဆက်ဆက်နေတဲ့အပြင်လူသိနေပါလာတဲ့ရွှေမောင်းတီးဈေးတော်မြတ်ကြီးရဲ့တမိုင်းကြောင်းအပြည့်အစုံကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါအပြင်ဖះရှင်လက်ထက်ကစတင်ပြီးစမောင်းလူရိုင်းတွေပထမဆုံးဈေးတော်တည်ထားခဲ့တဲ့တမိုင်းကြောင်းတွေကိုလည်းစိတ်ဝင်စားဖွယ်ဗဟုသုတဖြစ်ဖွယ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်စေချင်ပါတယ်ထုံးစံအတိုင်းမိတ်ဆက်ရရင်တော့ကျွန်တော်နာမည်ကျော်စွာပါရာသီဥတုတာယာကြည်လင်တဲ့မနက်ခင်းတစ်ခုမောင်တီချောင်းကလေးထဲမှာဆက်လေတစ်စီးဟာရေစည်းနဲ့အညီတရွေ့ပြေးလွှားနေပါတယ်။ဆက်လေပေါ်မှာထိုင်ရင်ဆင်းဆူနေတဲ့ကြေးလက်ရှိခွင်းတွေကိုငေးမောကြည့်ရှုရင်ကျွန်တော်ဟာမောင်တီကြီးကြီးကစံတော်ရှင်ရွှေမောင်တီဈေးတော်မြတ်ကြီးကိုဖူးမြော်လေ့လာဖို့တွားရောက်နေတာဖြစ်ပါတယ်။ဒီခီးစဉ်ကိုတော့ပသိမ်မြို့စကိုင်းမုံဆိုင်နဲ့စင်မင်းသမောစီးဆိုင်ကကိုစရာထွန်းမတ်တီတာအိမ်မိသားစုတို့ရဲ့ဖိတ်ကြားချက်အရလာရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ခီးအစကိုပြောရရင်ပသိမ်မြို့တောင်ဘက်ဆွန်းဆွန်းကနေကားနဲ့တကွန်နိုင်ကျွော်ကိုရောက်ရှိပြီးအဲ့ဒီကနေဆိုင်ကယ်နဲ့တပီကုန်းကရုစိတ်ကိုတွားရပါတယ်လမ်းတစ်လျှောက်မှာတော့စိန်လန်းနဲ့လေကွင်းပြင်ကြီးတွေကွန်းသီးပင်အိုကြီးတွေတခါတရံထမ်းမင်လန်းတွေကိုမြင်တွေ့ရပြီးဒီဒေသဟာစပားနဲ့ကွန်းသီးအထက်ကောင်းတဲ့ဒေသဖြစ်တယ်ဆိုတာသိသာလှပါတယ်ဒါကတော့မောင်တီကြီးကစိတ်ကန်းကဝေနီယဒုက္ခစိတ်ကန်းတရားကြီးဖြစ်ပါတယ်ကွန်ကရစ်ခင်းထားတဲ့ရွာလန်းလေးအတိုင်းရှောက်သွားလိုက်တဲ့အခါမျက်စိရှိမှထင်ရှားစွာမြင်တွေ့ရတာကတော့အေယာဝတီတိုင်းဒေသကြီးကံကြီးတောင်မြို့နယ်လက်ဆောင်ကွင်းကျေးရွာအုပ်စုမောင်တီကြီးကျေးရွာမှာတည်ရှိတဲ့စံတော်ရှင်ရွှေမောင်းတီဈေးတော်မြတ်ကြီးပဲဖြစ်ပါတယ်။ဒီဈေးတော်ဟာနှစ်ပေါင်း2000ကျော်ကြာကလေးကယနေ့အချိန်ထိကြီးညိုကိုးကွယ်ခံလာရတဲ့ရှေးဟောင်းသမိုင်းဝင်ဈေးတော်မြတ်ကြီးတစုပါ။မောင်တီကြီးရွာဆိုတာကတော့ဈေးတော်မြတ်ကြီးကိုအစွဲပြုပြီးမောင်တီကြီးရွာရဲလို့ခေါ်ဝေါ်ခဲ့ကြပုံရပါတယ်။ရွှေမောင်းတီဈေးတော်ဆိုတာကတော့ရှေးခင်ကလေးကပြီးခဲ့တဲ့ဘွဲ့နာမည်ဖြစ်ပုံရပါတယ်။ဈေးတော်မြတ်ကြီးနဲ့ပတ်သက်ပြီးစိတ်ဝင်စားဖွယ်ရာဖြစ်ရစမ်းကြယ်တွေလည်းရှိခဲ့ပါတယ်။ရှေးခင်ကာလတွေကလက်ပြလက်ွယ်ညတွေမှာဈေးတော်ကြီးတည်ရှိရာကုန်းတော်ဘောကနေမောင်းနှံကြီးကြားရလိရှိတယ်လို့ဆိုကြပါတယ်။ဒါအပြင်တစ်ခါတရံညအခါတွေမှာဈေးတော်ရှင်မြင်တော်ဘောကနေအမွှေးရနံ့နေရတတ်ပါတယ်။တိုင်နှန်းရှင်တွေကညကာလအခါမျိုးမှာဈေးတော်မြတ်ကြီးကိုဥချကြောလေးရှိတယ်လို့လည်းဆိုကြပါတယ်။ရွှေမောင်းတီးဈေးတော်မြတ်ကြီးရဲ့အပေါ်ပိုင်းကိုပကံကရှေးမြမဘိတုကပညာရဲ့အပြောင်းမြောက်ဆုံးသောလက်ရာဖြစ်တဲ့အနန္နာဖရာကြီးရဲ့ပုံစံကိုအနည်းဆက်ဆုံးအတူယူတည်ထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အနန္နာဖရာကြီးလိုလှိုင်ကူတော်ဖရာမျိုးမဟုတ်ပဲအလွန်တရာအချိုးစားကြနာစွာတည်ထားခဲ့တာဖြစ်ပါတယ်။ရွှေမောင်းတီးဈေးတော်မြတ်ကြီးကနဝင်းတက်ညံတော်အမြင့်108တောင်ရှိပါတယ်။ကျွန်တော်ဟာရွှေမောင်းတီးဈေးတော်မြတ်ကြီးရဲ့မင်္ဂလာရွှေမောင်းကြီးကိုအဋိဌံပြုတီးခတ်ပြီးတဲ့နောက်ရင်မင်တော်ဘော်ကိုလှည့်လည်လေ့လာခဲ့ပါတယ်။ဈေးတော်ကြီးရဲ့ရှင်မြင်တော်ပေါ်မှာတော့အရန်ဈေးတော်တွေကိုလည်းဖူးမြော်ရပါတယ်။ဒါကတော့တက်ပေါင်းစုဈေးတော်နဲ့ညံအောင်ဈေးတော်ဖြစ်ပါတယ်။တက်ပေါင်းစုဈေးတော်ရဲ့အနီးမှာတော့အလွန်တက်ပယ်လာတဲ့ငကယုံဖျားကိုလည်းဖူးမြော်ရပါတယ်။စင်မင်းသမောစီးဆိုင်မိသားစုရဲ့ကောင်းမှုဖြစ်ပါတယ်။ဈေးတော်ကြီးရဲ့အနီးမှာတက်တန်းရဲ့နှစ်ချို့ပြင်းကရိုးပင်ကြီးကိုမြင်တွေ့ရပြီးလွန်စွာမှအရေးအာဝါဒကောင်းလာပါတယ်။ဒါကတော့ဇန်အောင်ဈေးတော်ဖြစ်ပါတယ်။ဇန်အောင်ဈေးတော်အနီးမှာဗုဒ္ဓခြေတော်ရာတွေကိုလည်းဖူးမြော်ရပါတယ်။ဈေးတော်ရင်မြင်ကြီးကတစောင်းတစ်ခုမှာဈေးတော်မြတ်ကြီးရဲ့ထီတော်ဟောင်းကိုလည်းမြင်တွေ့ဖူးမြော်ရပါတယ်။ရွှေမောင်းတီးဈေးတော်မြတ်ကြီးမှာရွှေမြင်းပြန်ဟာလဝါမိသားစုဦးကျော်ရေးအပါဝင်ဦးအောင်မြင့်ဒေါ်ယူပါရွှေမြင့်မုံမိသားစုကံကြီးတောင်အောင်ရတနာသိန်းဆန်ဆက်ကဦးအောင်နဲ့ပသိမ်မြို့စကိုင်းမုံဆိုင်နဲ့စင်မင်းသမောစီးဆိုင်ကကိုစရာထွန်းမတ်တီတာအိမ်မိသားစုတို့ရဲ့လှူဒန်းထားမှုတွေကိုလည်းအများဆုံးမြင်တွေ့ရပါတယ်။ရွှေမောင်းတီးဈေးတော်မြတ်ကြီးရဲ့သာသနာနယ်မြေဟာတိတ်ဆိတ်အေးချမ်းလာပါတယ်။ဝိပဿနာတရားတမထတရားအားထုတ်လို့သူတွေအတွက်အထူးသင့်လျော်ရာနေရာတို့ရှိဖြစ်ပါတယ်။အနေနဲ့ရဲ့ကတရားအားထုတ်လို့သူတွေလာရောက်ကြသလိုလောကီပညာစခန်းတက်လန်းကြတဲ့ဝိဇ္ဇာပုဂ္ဂိုလ်သူတွေလည်းလာရောက်အဋိဌံဝင်လေးရှိကြပါတယ်။ဒါကတော့တမိုင်းဝင်ရွှေမောင်းတီးဈေးတော်မြတ်ကြီးရဲ့ဦးစီးပဓာနာနာယကဆရာတော်ဘုရားကြီးမဟာတတ္တမဇောတိကတစမေတ္တာရှင်ရွှေမောင်းတီးဆရာတော်ဗတ္တနာဩဘာတိရိယဟန္တာရှင်သူမြတ်ကြီးရဲ့မပုံမတိုးရုပ်ကလတ်တော်တည်ရှိရာစံချောင်းတော်ကြီးဖြစ်ပါတယ်။
ရွှေမောင်းတီးဆရာတော်ဘုရားကြီးကို1298ခုနှစ်ကပကံညောင်ဦးမြို့နယ်စင်ကူးမြို့မှာဖွားမြင်တော်မူခဲ့ပါတယ်။ဆရာတော်ဘုရားကြီးဟာ1328ခုနှစ်တက်တော်30မှာမောင်းတီးဒေသကိုစတင်ရောက်ရှိတော်မူခဲ့ပါတယ်။တမိုင်းဝင်ရွှေမောင်းတီးစေတော်မြတ်ကြီးကိုပြန်လည်ပြုပြင်မွမ်းမံမှုတွေဆောင်ရွက်ခဲ့တယ်လို့ကြေးရွာမီလင်းကြီးကအစဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်းဆောင်ရွက်တော်မူခဲ့ပါတယ်။သာသနာတော်အတွက်ရက်ရွာအတွက်အင်မတန်မှကျေးဇူးကြီးမားလာတဲ့ဆရာတော်ဘုရားကြီးဖြစ်ပါတယ်။အဲ့ဒီနောက်ကျွန်တော်ဟာဇေတော်မြတ်ကြီးအညီကဒေါ်ဝါပေါကုန်းဇေတော်မြတ်ကြီးကိုတွားရောက်ဖူးမြော်ခဲ့ပါတယ်။ဒီဇေတော်ကြီးကတိုင်နှန်းရှင်ဒေါ်ဝါပေါတည်ထားခဲ့တဲ့ဇေတော်ကြီးဖြစ်တယ်လို့ဆိုကြပါတယ်။တိုင်နှန်းရှင်ဝါပေါဝါဖြူတိုင်နှန်းကိုလည်းဇေတော်ကြီးအညီမှာလေ့လာခွင့်ရခဲ့ပါတယ်။တိုင်နှန်းရှင်ညီမဒေါ်ဝါဖြူဒေါ်ဝါပေါတို့မောင်နှမနှစ်ယောက်ဟာရွှေမောင်းတီးဇေတော်မြတ်ကြီးရဲ့တမိုင်းမှာအခမ်းကဏ္ဍတစ်ခုအနေနဲ့ပါဝင်ခဲ့ပါတယ်။ဒီဒေသတစ်ဝိုက်မှာနာမည်ကုန်တဲ့ကြီးမားလာသလိုစိတ်ဝင်စားစရာကောင်းလာတဲ့ဒေါ်ဝါဖြူဒေါ်ဝါပေါတမိုင်းကိုတီးခြားဗီဒီယိုတစ်ပုဒ်အနေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒါကတော့ဇေတော်မြတ်ကြီးအနီးမှာဖူးမြော်မြင်တွေ့ရတဲ့အောင်သိတ္တိတပံကုန်းကိုနဝဲဇေတော်မြတ်ကြီးဖြစ်ပါတယ်။အဲ့ဒီနောက်ကျွန်တော်ဟာရှေးအောင်ဖျားတဆူဖြစ်တဲ့ဇဘူရန်ခွင်းအောင်ရင်းဇေတော်ကိုလည်းထပ်မံဖူးမြော်ခဲ့ရပါတယ်။ဒီဇေတော်ကိုရှေးခင်ကဖောင်တော်ဦးဇေတီတော်လို့ခေါ်ကြတယ်လို့အလွမ်းဇေတီလို့လည်းခေါ်ကြပါတယ်။အလောင်းစီသူမင်းကြီးဖောင်တော်စိုက်ကက်ခဲ့တဲ့နေရာဖြစ်လို့ဖောင်တော်ဦးဇေတီလို့ရှေးခင်ကခေါ်ခဲ့ကြပုံရပါတယ်။စံတော်ရှင်ရွှေမောင်းတီးဇေတော်မြတ်ကြီးရဲ့တမိုင်းကြောင်းကမြန်မာနိုင်ငံမှာသာသနာစတင်ပေါ်ပေါက်လာခဲ့တဲ့အစောဆုံးကာလနဲ့ဆက်ဆက်နေတဲ့အတွက်အလွန်အံ့အားသင့်စရာကောင်းလာပါတယ်။ရန်ကုန်မြို့ကရွှေကုန်းဇေတော်မြတ်ကြီးနဲ့ဟိုင်ကြီးကျွန်းအနီးပင်လယ်ကမ်းဆက်ကမော်တင်စောဇေတော်မြတ်ကြီးရဲ့တမိုင်းကြောင်းတွေနဲ့လည်းဆက်ဆက်နေပါတယ်။အချိန်ကာလအဖြစ် BC 988ခုနှစ်ဖြစ်ပါတယ်။ဥက္ကလာပတိုင်းသားတဖုတ်တနဲ့ဗလိကကုံတဲ့ညီနောင်တို့နှစ်ဦးမြစ်စီမဒေသကိုရောက်ရှိလာတဲ့အခါဗုဒ္ဓမြတ်စွာဘုရားရှင်ကစံတော်ရှိစုပေးသနာတော်မူခဲ့ပါတယ်။ကုံတဲ့ညီနောင်တို့ဟာစံတော်မြတ်တွေကိုမြန်မာပြည်ကိုပင့်ဆောင်လာခဲ့ကြပါတယ်။ပင်လယ်ပြင်ကိုဖြတ်ပြီးပင့်ဆောင်လာခဲ့ကြတာပါ။ဒါပေမဲ့မော်တင်ဒေသအနီးကိုရောက်တဲ့အခါမှာတော့ဇေယသေနာနဂါမင်းကစံတော်မြတ်နှစုကိုခိုးယူသွားခဲ့ပြီးနောက်အခါမှာမြတ်မော်တင်စီတော်အဖြစ်ဌာပနာတည်ထားခဲ့ပါတယ်။နဂါမင်းဖန်ဆင်းတဲ့လေမွန်နိုင်ကြီးကြောင့်ကုံတဲ့ညီနောင်တို့ဟာနီးစက်ရမြစ်ချောင်းတွေကိုမလွဲမသွေဝင်ရောက်ခဲ့ကြရပါတယ်။အဲ့ဒီနောက်ရေစီးတိုင်းလိုက်လာရင်ဒီကနေ့မောင်းတီးဒေသလို့ခေါ်ကြတဲ့နေရာထိရောက်ရှိလာခဲ့ကြပါတယ်။အဲ့ဒီအချိန်တုန်းကဒီဒေသမှာလူရန်ညီနေထိုင်ကြပါတယ်။မောင်းတီးဒေသကိုအုပ်ချုပ်နေတဲ့လူရန်ဘုရင်စုလူမင်းကကုံတဲ့ညီနောင်တို့ကိုရန်သူတွေအမှတ်နဲ့ဖမ်းဆီးလိုက်ပါတယ်။ဒီနေရာမှာပဲအံ့အားသင့်ဖွယ်ဖြစ်ပျက်တစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ကုံတဲ့ညီနောင်တို့ပဲ့ဆောင်လာတဲ့ဗုဒ္ဓဘုရားရှင်ရဲ့စံတော်မြတ်တွေကရုတ်တရက်ရောင်ကြီးတော်တွေထွန်းလင်းတောက်ပလာခဲ့ပါတယ်။အဲ့ဒီအခါဘယင်စုလူနဲ့လူရိုင်းတွေဟာကြောက်ရွံ့ကြည်ညိုလာကြပြီးခွင့်လွှတ်ပေးဖို့ဒူးထောက်တောင်းပန်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ဘယင်စုလူကစံတော်မြတ်နှစုကိုအလူခံယူပြီးဒေသခံတွေနဲ့ပူးပေါင်းကအမြင့်18တောင်ရှိတဲ့မောင်းတီးစီတော်ကိုပထမဆုံးအချိန်တီထားကိုးကွယ်ခဲ့ကြပါတယ်။အဲ့ဒီနောက်သာသနာနှစ်209ခုနှစ်တိရိဓမ္မသောကမင်းဆက်ဖြစ်တဲ့သာသနာပြုကိုကြွရောက်လာကြတဲ့ယဟန္တာရှင်သူမြတ်တွေရဲ့ညွှန်ကြားချက်အရပြစ္ဆနဝရမြို့ဝင်ဦးလိုင်နဲ့ဝင်းကြောတော်ကြိုင်တို့ဥဆောင်ပြီးဇေတော်ကြီးကိုအမြင့်28တောင်အဖြစ်ပြန်လည်မွမ်းမံခဲ့ကြပါတယ်။ကောစာတက္ကရာ489ခုနှစ်မှာတော့အလောင်းစီသူမင်းကြီးဟာတီဟိုကအပြန်မောင်းတီးဒေသမှာဖောင်တော်စိုက်ကက်ရနာပြီးယာယီစံနှန်းတော်နဲ့ဆံမြန်းခဲ့ပါတယ်။အဲ့ဒီအခါတိုင်နှန်းရှင်ဒေါ်ဝါဖြူဒေါ်ဝါပေါတို့ကဇေတော်ကြီးကိုပြန်လည်တည်ထားဖို့မင်းကြီးကိုအိမ်မက်ပေးကြပါတယ်။နောက်တနေ့မနက်မှာတော့အလောင်းစီသူမင်းကြီးဟာစင်ဖြူတော်ကြီးကိုအဋိဌံပြုပြီးဇေတော်ကြီးတည်ရှိရာကိုရှာဖွေခဲ့ပါတယ်။အဲ့ဒီအခါစင်ဖြူတော်ကြီးဟာဇေတော်ကြီးတည်ရှိရာနေရာမှာဒူးထောက်ဝက်တွားပြီးနေရာပြခဲ့ပါတယ်။အဲ့ဒီအခါအလောင်းစီသူမင်းကြီးကဇေတော်ကြီးကိုပြန်လည်ပြုပြင်ပြီးမူလအမြင့်28တောင်ကနေအတောင်90အထိတိုးမြင့်ပူဇော်ခဲ့ပါတယ်။ဇေတော်မြတ်ကြီးကိုလည်းရွှေမောင်းတီးစံတော်ရှင်ဇေတော်ဆိုတဲ့ဘွဲ့နာမည်ကိုဆက်ကပ်ခဲ့ပါတယ်။ကောစာတက္ကရာ625ခုနှစ်ရောက်တဲ့အခါမှာတော့သမုဒ္ဒဂေါသမင်းနဲ့အုံမာဒန်ဒီမင်းသမီးတို့ကဓာတ်တော်တွေဗဒမြကြောက်တန်စတဲ့ရဟနာပစ္စည်းတွေကိုထပ်မံဌာပနာပူဇော်ပြီးဇေတော်ကိုအတောင်90အထိထပ်မံတိုးမြင့်တည်ထားခဲ့ကြပါတယ်။ကောစာတက္ကရာ1242ခုနှစ်မှာတော့ဇေတော်မြတ်ကြီးဟာငလင်တန်ကြောင့်ပြိုကျပျက်စီးခဲ့ရရှာပါတယ်။ကောစာတက္ကရာ1323ခုနှစ်ရောက်တဲ့အခါမှာတော့ကံကြီးတောင်မြို့မဟာသီရိမင်္ဂလာရာမကျောင်းတိုက်ဆရာတော်ဥပညာတုတာကြီးမှုပြီးဒေသခံပြည်သူတွေစုပေါင်းကပျက်စီးနေတဲ့ဇေတော်မြတ်ကြီးကိုအထက်ခေါင်းလောင်းပုံထိညှိပြီးဇေဒီငယ်တစုနဲ့အရန်ဇေဒီ8စုတီလျက်ပြုပြင်ထိန်းသိမ်းခဲ့ကြပါတယ်။ကောစာတက္ကရာ1338ခုနှစ်ရောက်တဲ့အခါငလင်တန်လေတန်မိုးတန်ကြောင့်မူလဆက်ဆက်တီးထားခဲ့တဲ့ဇေတော်မြတ်ကြီးရဲ့လုံးပတ်အရှိတ်ချမ်းလုံးဝပျက်စီးခဲ့ရပါတယ်။
အဲ့ဒီအခါ AR တိုင်းညဝစ်ပြည်ပြမှုတိဆောက်ရေးအဖွဲ့ဥက္ကဋ္ဌအနောက်တိုင်းစစ်ဌာနချုပ်တိုင်းမူဗိုလ်ချုပ်ညွန့်တင်နဲ့ဇနီးဒေါ်ခင်မျိုးဦးတို့ကဥဆောင်မတီကစက်ထမမြောက်ဖျားတယ်ကအဖြစ်ခံယူပြီး1998ခုနှစ်မှာဗတ်စုံမွမ်းမံတိဆောက်မှုတွေဆောင်ရွက်ခဲ့ပါတယ်1998ခုနှစ်မတ်လ26ရက်နေ့မှာတော့ထာပနာတော်အတွင်းမင်္ဂလာခမ်းနားရွှေထီးတော်တင်မင်္ဂလာခမ်းနားနဲ့ဗုဒ္ဓဘိတိကမင်္ဂလာခမ်းနားတွေကိုစီကားတိုက်မြက်စွာကျင်းပပြုလုပ်ခဲ့ကြပါတယ်ရွှေမောင်းတီးစီတော်မြတ်ကြီးရဲ့ဖျားပွဲတော်ကြီးကိုလည်းတပေါင်းလပြည့်ကျော်3ရက်နေ့မှာနှစ်စဉ်ကျင်းပပြီးအနေနဲ့ရဲ့ကဖျားဘူးတွေနဲ့အထူးစီကားလှပါတယ်အနှစ်ချုပ်ဆိုရရင်တော့ဇေတော်မြတ်ကြီးရဲ့တမိုင်းကြောင်းအရာရွှေတကုံဇေတော်မြတ်ကြီးထက်တက်တန်းပိုရင်တလို့မြန်မာနိုင်ငံမှာဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့သာသနာတော်ဒုတိယအကြိမ်မြောက်အခြေတည်ခဲ့တဲ့ဇေတော်ကြီးဖြစ်တယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒါပေမဲ့လည်းလမ်းမဆက်သွယ်ရေးခက်ခဲတွေကြောင့်ဇေတော်မြတ်ကြီးဟာလူသိနေပါလှပါတယ်။သာသနာသမိုင်းမှာတန်မိုးကြီးမားလာတဲ့ဇေတော်မြတ်ကြီးကိုဖျားဘူးတွေနဲ့စီကားစေချင်ပါတယ်။ဒါကြောင့်တက်ဆိုင်ရာလူချင်းမင်းများအနေနဲ့မြန်မာနိုင်ငံရဲ့အကဖျားဘူးတွေချောချောမွေ့မွေ့ဖူးမြော်နိုင်မှုလမ်းတရားတွေဆောက်လုပ်ပေးစေချင်မှာကြောင့်နိဗ္ဗာန်အကျိုးမျိုးနှိုးဆော်လိုက်ရပါတယ်ဒီဗီဒီယိုဖြစ်မြောက်ရေးအတွက်ပသိမ်မြို့ကဖျားကြီးရဲ့အလူရှင်တွေနဲ့ရွှေမောင်းတီးစီတော်မြတ်ကြီးရဲ့ဂောပကအဖွဲ့ဝင်လူကြီးမင်းအပေါင်းကိုလည်းကျေးဇူးတင်ရှိရပါတယ်လူကြီးမင်းတို့ရောရှေးအောင်တမိုင်းဝင်ဆန်တော်ရှင်ရွှေမောင်းတီးစီတော်မြတ်ကြီးကိုဖူးမြော်ဦးပါသလားလူကြီးမင်းတို့ရဲ့ဖျားဘူးအတွေ့အကြုံလေးတွေကိုလည်းကောမန့်မှာပြန်လည်ဝေမျှခဲ့ကြပါဦးဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာထပ်မံဆုံတွေ့ကြအောင်ပါ